ကဲအားလုံးပဲမင်္ဂလာပါကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကိုနှွေးထွေးစွာပြင်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကဲကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမွန်သောနေ့လေးတွေနေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတည်တဲ့တုံးလုံးကပြည့်ဝနိုင်ကြပါစေလို့ကိုရှိုင်းရဲ့ YouTube channel ကနေပြီးတော့ကိုရီမားတွေအားလုံးကိုနှုတ်ခွန်းဆက်တာပါတယ်ကဲကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲမနက်ဖြန်ဗုဒ္ဓဘူးနေ့7 နာရီ10မိနစ်စီတက်ကိုကျွန်တော်ကြိုက်ဆုံးပတ်သီးတွေကျွန်တော်ကြိုက်ဆုံးမင်းရောတကောင်းတွေကိုလာရောက်မျှဝေပြီးတဲ့ဗီဒီယိုမိုင်းလေးဖြစ်ပါတယ်နော်ကဲကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲเนาะကျွန်တော်ရှိမှာ3ရက်စာဝင်တဲ့ကိုရီမားတွေအားလုံးပဲเนาะပတ်သီးလေးကတော့မထွက်သေးဘူးဒါပေမဲ့ကျွန်တော်69ဆိုရယ်မွေးကနန်းလေးအဆင်ပြေတယ်เนาะ69ဆိုရယ်မွေးကနန်းလေးအဆင်ပြေတယ်ကျွန်တော်ကိုမားတွေအားလုံးပဲရလိုက်တယ်ပေါက်လိုက်တယ်ဆိုတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်ပေါက်ကြီးလေးတော့မန်းမယ်ဗျာကျွန်တော်ရှိမှာဖုန်းနာတဲ့ကိုမားတွေကိုပြောတာပါနေတဲ့ရောက်ကိုမားကြီးကတော့ဒီညနေမှာတော့လွှဲချော်မှုတော့ရှိခဲ့တယ်เนาะကျွန်တော်68ဆိုတကောင်းထိမှာဗျာကျွန်တော်ကိုမားအားလုံးပဲသိရတဲ့အတိုင်းပဲเนาะကနေကတော့ကက်လဲတွေပဲခန်းနေရတာကျွန်တော်ကိုမိုင်အားလုံးပဲเนาะကဲကျွန်တော်ရှိ69ကတော့ကျွန်တော်ကိုမိုင်အားလုံးပဲကျွန်တော်ရှိမှာဖုန်းဝင်ထားတဲ့ကိုရီမားတွေအားလုံးပဲရတာပေါက်တာပါကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲเนาะကဲကျွန်တော်ရှိမှာဖုန်းဝင်ထားတဲ့ကိုရီမားတွေအားလုံးပဲရလိုက်တဲ့ပေါက်လိုက်တဲ့ဆိုတဲ့ကိုရီမားတွေအားလုံးပဲပေါက်ကြီးလေးမှန်းမယ်เนาะကဲဒါဆိုရင်မနေ့ဖြန်အတွက်သွားမယ်เนาะမနေ့ဖြန်ကိုကိုရှိုင်းရဲ့မင်းကြိုက်ဆုံးဝမ်းချင်းပြောပါဆိုကျွန်တော်ပြောပြမယ်เนาะမနေ့ဖြန်ကိုဒီပါဝါတစ်ခွက်တည်းထိုးကျွန်တော်ကိုမိုင်အားလုံးပဲเนาะလုံးဝခြေကြိုက်တယ်ကျွန်တော်ကိုမိုင်အားလုံးပဲเนาะကဲဒါဆိုကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးကိုကျွန်တော်ကြိုက်ဆုံးတင်ခွက်ခေါ်ပေးမယ်နော်တင်ခွက်တွေခေါ်ပေးမယ်ကျွန်တော်မိန်ရောက်ခွက်တွေအရင်ဆုံးစခေါ်ပေးမယ်အကြိုက်ဆုံးပတ်သီးတွေအကြိုက်ဆုံးတကုံးတွေကိုကျွန်တော်ကိုမိုက်တွေမျှော်ပေးမှာအဲ့လားကြောင့်ကျွန်တော်ဘာမှပေးစရာမလိုဘူးနော်လိုက်လက်မလေးတစ်ချက်နဲ့နော်ကနန်းလေးကျန်းတဲ့မှုရှိတဲ့ကိုရီမားတွေအားလုံးပဲ okay လို့ရေးမယ်နော်ကဲဒါဆိုကျွန်တော်ချင်းမိတ်ဆွေကိုရီမားတွေအားလုံးပဲနော်မနေ့ဖြောင်းကျွန်တော်ပါဝါကြိုက်ပါတယ်ကိုရီမားတွေအားလုံးပဲနော်တေချာလေးတော့နားထောင်ပေးပါနော်မနေ့ပြန်ကျွန်တော်ကြိုက်ဆုံးဝမ်းချင်းကတော့16ဝမ်းချင်းပါเนาะ16ဝမ်းချင်းပါ1ပိုင်း6မိုင်ပါဗုဒ္ဓဘူးနေ့12နာရီ10မိနစ်စီတက်မှာကိုရှိုင်းအကြိုက်ဆုံးဝမ်းချင်းဟာ16ဝမ်းချင်းပါเนาะ16ဝမ်းချင်းမှာချစ်ကိုချစ်မရအားလုံးပဲသေချာလေးနားထောင်မိပါသေချာလေးကြည့်ပြပါเนาะဒီညနေမှာတော့ကျွန်တော်တို့ရွယ်လျှော်မှုရှိခဲ့တယ်ဗျာကျွန်တော်တို့4ဈေးကို2ဈေးတိတိတော့အစင်မြောက်လုပ်ပေးထားတယ်ဒီညနေကတော့ကျွန်တော်ရှိမှာနောက်ရှေ့တစ်ဘက်ကအဖောက်ဝင်ထားတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်တို့မွေးကနန်းလေးရတာပါ69မွေးကနန်းလေးအဆင်ပြေတာပါကျွန်တော်ကိုမိုင်အားလုံးပဲเนาะကျွန်တော်ဖောက်ဝင်သမားတွေအားလုံးပဲမနှက်ဖြောင်းကိုကျွန်တော်ပေးထားတဲ့ဇာတို့ပက်တီနဲ့เนาะကြံတဲ့မွေးကနန်းလေးကိုပပလေးလိုက်ဆော့ပေးမယ်ကျွန်တော်ကြာတာပေးတောက်ကြမှာကိုရီမားတွေအားလုံးကိုကျွန်တော် share ကောင်းလို့ဖြစ်အောင်ကြိုးစားပေးမယ်ကျွန်တော်လက်ဆောင်ပက်တီနဲ့လက်ဆောင်မင်းရောနှစ်ခွက်ပို့ပေးမယ်ကိုရီမားတွေအားလုံးကိုเนาะဒါဆိုကျွန်တော်မိတ်ဆွေကိုရီမားတွေအားလုံးပဲเนาะမနှက်ဖြောင်းကိုရှိုင်းကြိုက်ဆုံးဝမ်းချင်းဟာ16ဝမ်းချင်းမှာ1ပိုင်း6ပိုင်းမှာကဲဒါဆိုကျွန်တော်ကိုမိုင်အားလုံးပဲ1ပိုင်းနဲ့ပတ်သက်ကျွန်တော်မင်းရော4ခွက်เนาะမင်းရော4ခွက်6ပိုင်းနဲ့ပတ်သက်မင်းရော4ခွက်เนาะအဲ့ထရမှာကျွန်တော်အကြိုက်ဆုံးတစ်ခွက်ကောင်ရွေးချယ်ထားတယ်เนาะအကြိုက်တူတဲ့ဝါနာတူတဲ့ကိုရီမားတွေအားလုံးပဲလိုက်ဆော့မယ်လိုက်ကစားမယ်ဗျာเนาะကဲတင်းနဲ့ပတ်သက်ကျွန်တော်အကြိုက်ဆုံးမင်းရော4ခွက်ကဘာလဲဆိုရင်18ရယ်1ခွန်ရယ်19ရယ်15ရယ်เนาะ18 1ခွန်19 15เนาะ18 1ခွန်19 15เนาะတင်းနဲ့ပတ်သက်ကိုရှိုင်းလို့အကြိုက်ဆုံးမင်းရော4ခွက်เนาะကျွန်တော်ကိုမအားလုံးပဲအကြိုက်ဆုံးတစ်ကောင်းခေါ်ပေးမယ်တေချာလေးနားထောင်ပြပါเนาะကဲ6နဲ့ပတ်သက်မင်းရော4ခွက်6နဲ့ပတ်သက်ကိုရှိုင်းလို့အကြိုက်ဆုံးမင်းရော4ခွက်ဘာလဲဆိုရင်63เนาะ63 6ခွန်68 6နှစ်เนาะ63 6ခွန်68 6နှစ်ပါ6နဲ့ပတ်သက်ရင်ကိုရှိုင်းလို့အကြိုက်ဆုံးမင်းရော4ခွက်ပါเนาะအကြိုက်တူတဲ့ဝန်သားတွေကိုဒီမားတွေအားလုံးပဲလိုက်ဆော့မယ်လိုက်ကစားမယ်เนาะကဲအကြိုက်ဆုံးတစ်ကောင်းခေါ်ပေးမယ်ကိုဒီမားတွေအားလုံးပဲဒါကိုရှိုင်းရဲ့เนาะ channel အသေးလေးပါ channel အသစ်ကို subscribe မနေရသေးတဲ့ကိုဒီမားကြီးပါမယ်ဆိုရင် channel ကို subscribe နေပေးထားခဲ့ပါ subscribe နေပြီးသားလူဟောင်းကိုဒီမားတွေအားလုံးကလည်း share တက်တဲ့နေရာလေးမှာ share ပြီးမျှဝေတက်တဲ့နေရာလေးမှာမျှဝေပေးပါเนาะကိုဒီမားတွေအားလုံးပဲကျွန်တော်ခေါ်ပေးနေတဲ့အချိန်မှာစောင်းရင်းနဲ့ဘောပင်ရှိရဲ့ကိုဒီမားတွေအားလုံးကလည်းစောင်းရင်းနဲ့ဘောပင်နဲ့ရေးမှတ်မယ်စောင်းရင်းနဲ့ဘောပင်နားမှမရှိရဲ့ကိုမားတွေအားလုံးကလည်း comment မှာတစ်ချက်လောက်ရေးမယ်တစ်ချက်လောက်မှတ်မယ်เนาะကိုရီမားရဲ့အတွက်ကျွန်တော်ကအဓိကထားပြီးတော့လာရောက်တင်ပေးတာเนาะကျွန်တော်လိုက်လက်မလေးတစ်ချက်နဲ့ comment မှာကနန်းလေးကျန်းတဲ့မှုရှိ okay လို့ရေးမယ်เนาะကိုရှမ်းအားပေးနေတဲ့ကိုရီမားတွေအားလုံးကိုဒီတစ်ပတ်မှာကိုရှမ်းအကောင်းဆုံးဖြစ်အောင်ကြိုးစားပေးရเนาะကျွန်တော်ကိုမိုင်အားလုံးပဲเนาะဒီညနေမှာဆိုရင်ကျွန်တော်ရှိမှာအဖော်ဝင်လာတဲ့ကိုမိုင်အားလုံးပဲမွေးကနန်းလေးရတယ်ဗျာเนาะရလိုက်တဲ့ပေါက်လိုက်တဲ့ဆိုတဲ့ကိုရီမားတွေအားလုံးပဲကျွန်တော်ပေါက်ကြီးလေးတော့မှတ်မိခဲ့ပါเนาะကဲဒါဆိုကျွန်တော်တို့เนาะအကြိုက်ဆုံးကီးတော့ခေက9481ကီးတော့ခေเนาะ9481ကီးတော့ခေပါကျွန်တော်အကြိုက်ဆုံးကီးတော့ခေက9481ကီးတော့ခေပါเนาะ9481ကီးတော့ခေပါကိုရီမားတွေအားလုံးပဲเนาะ9481ကီးတော့ခေပါเนาะမ
မနေ့ပြန်ဗော်ဒပူးနေစနိုက်တမလေးစစ်တပ်ကိုကျွန်တော်ကိုမိုင်အားလုံးပဲအောက်ဘန်းခံနိုင်အောင်လို့ကျွန်တော်အကြိုက်ဆုံးတကောကောင်းရွေးချယ်ပေးထားတယ်ဗျာနော်အကြိုက်တူမဲ့ထင်ရောတင်ထိုးမဲ့တင်ကစားမဲ့ကျွန်တော်တော့ရှယ်ကြိုက်တယ်နော်ကိုဒီမတွေအားလုံးပဲနော်ကဲကျွန်တော်အကြိုက်ဆုံးတကောကောင်းခေါ်ပေးမယ်ကိုဒီမတွေအားလုံးပဲတေချာလေးမှတ်ပေးပါတေချာလေးနားထောင်ပေးပါနော်ကျွန်တော်ရဲ့ Viber channel လေးကိုမ join သေးတဲ့ညီကိုမနှမတွေပါခဲ့မယ်ဆိုရင်နော်ကျွန်တော် join မိထားပါကျွန်တော်ကိုမိုင်အားလုံးပဲကိုကအလုံးအားလုံးပဲဖြစ်ဖြစ်နော်ဟိုမကြည့်ဖြစ်လို့ပဲဖြစ်ဖြစ်เนาะကျွန်တော်ရဲ့ Viber channel မှာကျွန်တော်ကဏ္ဍကိုပုံမှန်တင်ပေးပါတယ်အဲ့ဒါကြောင့်ကျွန်တော် comment Viber channel ရဲ့ link ကိုကျွန်တော် comment မှာထောက်ထားခဲ့မယ်ကိုဒီမားတွေအားလုံးပဲเนาะကဲဒါဆိုကျွန်တော်အကြိုက်ဆုံးတစ်ခါကောင်းခေါ်မယ်ပြီးရင်ကဏ္ဍကိုအစအဆုံးလေးပြန်ခေါ်ပေးမယ်တေချာလေးနားထောင်ပေးပါเนาะကဲဒါဆိုကျွန်တော်ဗိုလ်တပူးနေ7နိုင်10မိနစ်စီတမှာကိုရှိုင်းလို့အကြိုက်ဆုံးတစ်ခါကောင်းက16ကတစ်ခါကောင်းပါကျွန်တော်16ကတစ်ခါကောင်းပါเนาะ16တစ်ခါကောင်းမှာကျွန်တော် power ကြိုက်ပါတယ်ချင်းမစီကိုဒီမားတွေအားလုံးပဲပါဝါဘာလို့ကြိုက်လဲဆိုရင်เนาะမနှက်ဖြောင်းကျွန်တော်တိပိုင်ကိုเนาะ6ကထိပ်စီရောနောက်ဖေးရောရှိတယ်ထိပ်စီရောနောက်ဖေးရောရှိရတဲ့အတွက်ကြောင့်16ကဆောင်းရတော်လှသွားကိုဒီမတွေအားလုံးပဲเนาะ site ကလည်း4-5 site ဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ကိုမိုင်အားလုံးပဲမနှက်ဖြောင်းကိုရှိုင်း site ပေးမယ်ဆိုရင်မနှက်ဖြောင်းကို16ကတစ်ခွက်သေးပဲဒါပေမဲ့ကျွန်တော်ကနန်းအရင်လေးတွေရွေးပေးထားတယ်เนาะကဲကနန်းကိုအစားအဆုံးလေးပြန်ခေါ်ပေးမယ်တေချာလေးနှောက်ပေးပါတင်းနဲ့ပတ်သက်ရင်18 1ခွန်19 တင်5เนาะ6နဲ့ပတ်သက်ရင်63 6ခွန်68 62เนาะကျွန်တော်အကြိုက်ဆုံးကီတော့ကေက9481ကီတော့ကေပါ9481ကီတော့ကေပါအကြိုက်ဆုံးတကောကောင်းက16ကတကောကောင်းเนาะအကြိုက်တူမဲ့ထင်တဲ့ကိုရီမားတွေအားလုံးပဲတင်ကစားမယ်တင်ဆော့မယ်เนาะအဖုံးဝင်သမားတွေအားလုံးပဲเนาะကျွန်တော်ဇာတုပတ်တိနဲ့မွေးကနန်းကိုပပလေးလိုက်ဆော့မယ်ကိုဒီမားတွေအားလုံးပဲပတ်တိကိုအဓိကထားပြီးဆော့မယ်เนาะမွေးကနန်းအဲ့လောက်မဟုတ်တော့ကိုဒီမားတွေအားလုံးပဲကျွန်တော်ပတ်တိကိုတင်ပြီးကစားမယ်တင်ပြီးပတ်မယ်เนาะကြတာပေးတောက်ကြမှာကိုရီမားတွေအားလုံးကိုရှယ်ကောင်းလို့ဖြစ်အောင်ထပ်ကြိုးစားပေးမယ်နော်ကဲကျွန်တော်ကိုမအားလုံးပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲကျွန်တော်ချင်းမိတ်ဆွေကိုကြီးရဲ့မာကြီးရဲ့အားလုံးပဲနော်စိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေကောင်းမှုသောနေလေးတွေနေ့ရက်နေ့တိုင်းဆက်လက်ပြီးတော့ပိုင်ဆိုင်နိုင်ကြပါစေလုံရင်ဆန္ဒတွေလည်းတုံးတို့ကပြည့်ဝနိုင်ကြပါစေလို့ကိုရှမ်းရဲ့ယူချင်တဲ့အစ်စ်ကနေပြီးတော့ကိုရီမားတွေအားလုံးကိုစုံမကောင်တောင်းပေးပါတယ်ဗျာနော်အားလုံးပဲဘိုင်းရင်ပါနော်